ဒီနေ့ပြောပြမှာကတော့ဒဏ်ငွေမဆောင်ခြင်းလို့ပင်လယ်ထဲကိုအရှင်လက်လက်ကျွန်းတွေကိုပစ်ချခဲ့တဲ့1809ခုနှစ်ကအဖြစ်အပျက်လေးပဲဖြစ်ပါတယ်။ကဲစလိုက်ကြရအောင်1809ခုနှစ်မှာဗြိတိရှအင်ပါယာဟာကျွန်ကုန်သွယ်မှု slave trade ကိုတရားဝင်ပိတ်ပင်လိုက်ပြီးဗြိတိရှရေတပ် Royal Navy ကိုလည်းဒီဥပဒေကိုလိုက်နာမှုရှိမရှိစောင့်ကြည့်စစ်ဆေးဖို့တာဝန်ပေးခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီဥပဒေမှာပါတဲ့ငွေဒဏ်သတ်မှတ်ချက်ကကြောက်စရာကောင်းတဲ့ရလဒ်တွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။အခစ်ကဥပဒေအရကျွန်ကုန်တဲ့တင်မောတစ်စင်းကိုဖမ်းမိတဲ့အခါတင်မောပေါ်မှာကျွန်တယောက်ပါလာတိုင်းတင်မောကပတိန်ဟာပေါင်တရအခစ်ကအလွန်များပြားတဲ့ငွေကြေးပမာဏဒဏ်ရိုက်ခံရမှာဖြစ်ပါတယ်။ Royal Navy တင်မောတွေကသူတို့ကိုလိုက်လံဖမ်းဆီးတော့မယ်ဆိုတာသိလိုက်ရတဲ့အခါကျွန်ကုန်တဲ့တွေဟာကြီးလေးတဲ့ဒဏ်ကြေးငွေတွေကိုမပေးချင်တာကြောင့်အလွန်ရုပ်မာတဲ့နီလန်းကိုအသုံးပြုခဲ့ကြပါတယ်။အဲ့ဒါကတော့တက်တည်ဖြောက်တဲ့အနေနဲ့တင်မောပေါ်မှာပါလာတဲ့ကျွန်ပြုခံရသူတွေကိုပင်လယ်ထဲကိုအရှင်လက်လက်ပစ်ချခဲ့ကြတာပါတင်မောပေါ်မှာကျမရှိရင်ဒဏ်ငွေဆောင်စရာမလိုတော့ဘူးဆိုတဲ့အတွေးနဲ့လူပေါင်းများစွာကိုသမုတ်တရားထဲမှာအသက်ပြောက်စေခဲ့တာဖြစ်ပါတယ်။ဒီဖြစ်ရပ်ဟာကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့ထုတ်ပြန်လိုက်တဲ့ဥပဒေတစ်ခုဟာအသေးစိတ်မစင်စားဘဲဟာကွက်တွေရှိနေမယ်ဆိုရင်လက်တွေ့မှာပုံမဆိုးရွားတဲ့ရာဇတူးမြတ်မှုတွေကိုဖြစ်ပေါ်စေနိုင်တယ်ဆိုတာကိုတက်တည်ပြခဲ့ပါတယ်။ကျွန်းစနစ်ကိုအဆုံးသတ်ဖို့ကြိုးပမ်းတဲ့လန်ခီးမှာအပြစ်မဲ့လူသားပေါင်းများစွာဟာဒီလိုမျိုးရက်စက်တဲ့ဥပဒေဟာကွက်တွေကြားမှာအသက်စတေးခဲ့ရပါတယ်။ဒါဟာလူသားမျိုးနွယ်ရဲ့တမိုင်းမှာဘယ်တော့မှမေ့ပြောက်လို့မရတဲ့ဝမ်းနည်းစရာအဖြစ်အပျက်တစ်ခုပဲဖြစ်ပါတယ်။